လူတော်လူကောင်းတယောက်ကသူ့ရဲ့ကောင်းမှုလုပ်ငန်းတွေဟာအကျိုးမပေးသေးသမျှသူဟာအဆိုးနဲ့ပဲကြုံတွေ့နေတတ်သေးတယ်ဆိုးနဲ့ပဲကြုံတွေ့တတ်တယ်လူကကောင်းမိမဲ့လို့လုပ်ရက်တွေကကောင်းမိမဲ့လို့မကောင်းတာတွေးချင်တွေးနေတတ်သေးတယ်ဘာလို့လဲကိုလို့တဲ့လုပ်ရက်ကအကျိုးမပေးသေးဘူးရှင်းနှီးမြုပ်နှံတဲ့အဆင့်ပဲရှိသေးတယ်ရစမပေါ်သေးဘူးအကျိုးသက်ရောက်မှုမရှိသေးဘူးလို့ဒီလိုဆိုလိုတာပဲအတူတူပဲနော်အကျိုးမပေါ်သေးဘူးရှေတာသပစ္စတိဗတ္တရအထဗတ္တရောဗတ္တရာနိပတ္တိကိုလို့တဲ့ကောင်းမှုတွေကရှင်းကျက်လာပြီဆိုလို့ရှိရင်လူတော်လူကောင်းတယောက်ဟာကောင်းကျိုးချမ်းသာတွေကိုစက်တိုက်တွေ့တော့မှာပဲအဲ့တော့တခဏကြုံတွေ့ရတာလေးကိုကြည့်ပြီးတော့လူတွေဟာမျက်စိလဲသွားတတ်တယ်မျက်စိလဲသွားပြီးတော့အေးမကောင်းတာလုပ်တဲ့လူတွေလည်းကောင်းစားနေတယ်ကောင်းတာလုပ်တဲ့လူတွေကဆင်းရဲဒုက္ခရောက်နေတယ်လို့စိတ်ထဲမှာသွားထင်အာမကြလေးနဲ့ကောင်းတာလုပ်ဖို့ပဲကြိုးစားမကောင်းတာကိုစိတ်ကူးတဲ့တောင်မထည့်နဲ့